မညာလေသမီးကလေးလေးရောသမီးကလေးလေးရောဘာကလေးလဲမညာဘူးတော်ပါလားဆရာကြီးရိုးရလူကြီးခင်းတော့ဆွဲတန်းနေရတဲ့မှာအိမ်မောကြနေတော့ဒီနေ့ဆရာသိတဲ့နဲ့အလံဝေးပြီးထိတ်ကြဖြစ်နေခဲ့မှာပဲသိလားပြီးတဲ့စနေပြပါစေတော်လေးဒါနဲ့တော်လေးကဒီပကံမျိုးရလာရင်သူ့ဘာတော့ကွယ်ဒီရုပ်ကလေးကိုသမီးဘယ်ကနေရလာတာလဲတရားချီတော်ရင်မှာအတော်ကြီးတယောက်ကသမီးကိုအဲ့ဒီဖျားပေါ်မှာလူကိုပေးလိုက်တာပါအဲ့ဒါမကြဘူးပဲမကြဘူးပဲအဲ့ဒါလည်းပြီမကြဘူးဆိုတာငါသမီးရဲ့အမေရင်းပေါ့တွေ့ရတာဝမ်းသာတယ်ဒီနေ့တွေ့ရတာဝမ်းသာတယ်မိုက်တာမဟုတ်တယ်ညီမညီလေးတို့ပေါ်ဝင်ရှိပြီသူတစ်ဖြစ်ညီတို့ခိုင်းစီတရားကပေါ်ပြီးပေါ်ဝင်ရှိပြီဒေါ်နန်းတော်ညီကတူမလေးကိုတော်တော်ချစ်ရှာတာပဲဦးဒီတော့တူမလေးဆိုတော့တုံးနေချစ်ရှာမှာပေါ့နော်ညီကဘယ်လိုစမ်းသပ်ထားလဲရိုးရိုးလေးပါမဟုတ်ပြင်တခြားမိမတယောက်ကိုပါရွေးချယ်ခွင့်ပေးလိုက်တာပေါ့အဲ့တခြားမိမဘာတူလဲရဲ့နင်းနီနီကိုယ်တိုင်ပဲကူညီပေးခဲ့တာတွေအားလုံးအတွက်ကျေးဇူးများတင်ကျေးဇူးမလို့ချင်ပါကန္နာရီကယောက်ျားတွေကိုဘယ်တော့မှအလကားမပေးတတ်ဘူးပေးလိမ့်လည်းမရှိဘူးပေးပြီးရင်လည်းပြန်ယူရမှာကန္နာရီမှာကိတ်ပင်တိတ်ပဲရှိတယ်ယူစီရအကျွေးတို့တစ်ချိန်ချင်းမှပြန်တောင်းတယ်တဲနှလုံးတွေချိန်မွားအိတ်ကွဲစေခဲ့ပြီမှာဘာမဟုတ်တဲ့စိတ်ကိုယ်ဆုံးနဲ့တောင်းမှန်တော့မိမိကချင်းတတ်တယ်ပေါ့သမီးရဲ့မိမတယောက်နဲ့မတူအောင်အရာရာကြံ့ကြံ့ခံနိုင်လို့သမီးအားလုံးအစင်သစ်ဖြစ်ပြီးသားလားဒီအချိန်ကြမှာသမီးမငိုချင်တော့ဒီနေ့ကစပြီးတော့သမီးကြောင်းမသွားနဲ့တော့မိတ်ကလေးပဲအေးသေးသားရှင်တဲ့တော်ရောပေါ့ခိုးငယ်ကောင်မြဲတော့စာစူးစမ်းနော်ဟုတ်ကဲ့ဟဲ့ငါပြောကြရလားဘာငိုင်းညာလဲဟုတ်ကဲ့လေဟဲ့ကောင်ကြောင်းသွားတော့လေဘာလုပ်ညာလဲဟုတ်ကဲ့သွားခဏရောက်နေကထိုင်းတာရှိတယ်ခဏဆိုင်ခင်းကြီးမင်းငါ့ကိုပြတ်မလားဖဲကိုဖြတ်ဆန်လိုက်တော့ကုသန်ခဲ့ရဲ့တခြားစီပဲတခုခုတော့ပြရမှာပေါ့အကျော်ကြီးစရာကောင်းတဲ့လူပဲထောင်ကထွက်လာတော့ပုံမလာမယ်ထင်တာအခုတော့တတ်တာပဲခင်ကြီးတို့ကဟေးချောင်းချောင်းမြည်ပဲဒီမှာနေလဲစစ်စစ်တတိထားနော်အသက်ငယ်ငယ်လေးနဲ့တရားကြီးပဲနာနေတယ်ကြောင်သွားလိုက်မယ်